အားလုံးပဲမင်္ဂလာပါရှင်ခုနှစ်ရက်သားသမီးများအားလုံးမင်္ဂလာပါဆရာမကတော့ကြားမြင့်ဆရာမလေးအောင်မူကြီးဖြစ်ပါတယ်ရှင်နော်ဒီနေ့ကကြားလို့ရှိရင်ဘယ်နေ့နာသားအကြောင်းလေးတွေလာရောက်ပြောပြတယ်လဲခေဆိုရင်တနင်္ဂနွေပုံပုံးလေးတွေအတွက်ကိုလာရောက်ပြောပြတာဖြစ်ပါတယ်အဲ့တော့ဆရာမလေးရဲ့ like ကိုမကြည့်ရှုခင်လေးမှာဆရာမလေးရဲ့ပို့ကိုနားမထောင်ခင်လေးမှာအသေးလေးတွေပေး like and share လေးတွေပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ရှင်နော်အဲ့တော့ဆရာမလေးရဲ့ပို့ကိုအမြဲတမ်းကြည့်ချင်တဲ့လူလေးတွေဟေ့ဆိုရင် follow လေးအပေးအသေးလေးတွေပေး share ပေးပါရှင်ပြီးလို့ရှိရင်နားထောင်လို့ရပါပြီရှင်နော်ဒီနေ့ကတနင်္ဂနွေသားသမီးများစုရဲ့စိတ်နေစိတ်ထားနဲ့တနင်္ဂနွေသားသမီးများရဲ့ဖြတ်ကျော်ခဲ့ရတဲ့အခက်ခဲလေးတွေကိုဆရာမကလာရောက်ပြီးဟောစရန်တင်ပေးတာပါဖြစ်ပါတယ်ရှင်အဲ့တော့တနင်္ဂနွေသားသမီးမှန်တယ်ခေဆိုရင်ဆရာမလေးကိုလိုလေးအပ်ပြီးအသေးလေးတွေပေးပါရှင်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီထက်မှာကပွင့်လန့်ပွင့်စီတဲ့ရတရားလေးပါလာရောက်ပြီးထည့်ထားပေးတဲ့ဖြစ်တဲ့အတွက်ကြောင့်ပါရှင်တနင်္ဂနွေသားသမီးကအခက်ခဲများစွာကြုံနေခဲ့ရတတ်ပါတယ်တဲ့เนาะကြုံနေခဲ့ရတဲ့အတွက်ကြောင့်မလို့အဲ့ဒီခက်ခဲတွေကိုဘယ်လိုရရမျိုးနဲ့ကိုကဖြည့်သွားရမယ်ဆောင်သွားရမယ်ဟေးဆိုတာလေးတွေကိုဆရာမလာရောက်ပြောပြပေးတာပါเนาะအဲ့တော့တနင်္ဂနွေသားသမီးများစုရဲ့စိတ်နေစိတ်ထားကိုဖတ်ပေးပါဆရာမဆိုလို့ရှိရင်တော့တနင်္ဂနွေသားသမီးတွေကိုပထမတစ်ချက်ကဘဝမှာအခက်ခဲနတ်နဲစွာနဲ့ခက်ခက်ခဲခဲတောကများစွာနဲ့ကြော်ဖြတ်ခဲ့ရတတ်တယ်သူတို့ရဲ့နှလုံးအိမ်မှာစိတ်ညစ်စရာစိတ်တောကများစရာပေးဆက်မှုတွေအများကြီးနဲ့ပြည့်နှက်နေတတ်ပါတယ်ရှင်။ဘာကြောင့်လဲဆိုရင်တနင်္ဂနွေသားသမီးတွေကစိတ်သဘောထားနဲ့ပတ်သက်ပြီးမျက်နှာကြောမာပေမဲ့စိတ်ရင်နုံညံ့တတ်တယ်နော်အချစ်ကြည့်တတ်တယ်အစွဲလန်းကြည့်တတ်တယ်အနိနာခံမှုများတတ်တယ်ဒါပေမဲ့အဲ့ဒီအချစ်ကြည့်တာတွေအဲ့အနိနာခံတဲ့အရာတွေကိုသူတို့မျက်နှာပေါ်မှာဖော်ပြလားဆိုတော့မဖော်ပြဘူးရှင်နော်ဘယ်လိုပြောမလဲရင်ထဲကဖြစ်တည်နေတဲ့အရာနဲ့မျက်နှာမှာပြနေတဲ့အရာနဲ့တလွဲစီဖြစ်တတ်တယ်သူတို့ကနော်ဘာကြောင့်လဲဆိုလို့ရှိရင်တနင်္ဂနွေသားသမီးအများစုကသူတို့ကိုနိုင်ကိုသူများကိုမချစ်တတ်တဲ့ပုံစံမျိုးဖြစ်တတ်တဲ့အပြင်ပန်းကြည့်ရင်ဒါပေမဲ့သူတို့ကိုချစ်တယ်သူတို့ကိုတန်ဖိုးထားတယ်ဟေးဆိုရင်တော့အယံပီတီဖြစ်တတ်တယ်ရှင်နော်အဲ့ဒီလူအတွက်ငါ့ကိုပေးဆက်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီလူအတွက်ငါတွေဘာတွေပေးဆက်ရမလဲဆိုရင်အမြဲတမ်းစဉ်းစားနေတဲ့လူမျိုးတွေပြီးလို့ရှိရင်သူတို့ကိုတစ်ခါကောင်းရင်10ခါပြန်ကောင်းအောင်မှကျင့်တတ်တဲ့လူမျိုးတွေရှင်ပြောပြမယ်ဟေးဆိုပြဿနာတစ်ခုကိုကြုံလာပြီဟေးဆိုရင်သူတို့ကထုတ်မပြောတတ်ဘူးရှင်ထဲမှာလှုပ်ဝက်ထားတတ်တယ်တယောက်တည်းကျိမ့်မိတ်ပြီးဖြည့်ရှင်းမယ်ကျိမ့်မိတ်ပြီးခံစားမယ်ဆိုတဲ့စိတ်ငြိမ်ကလေးရှိတယ်ရှင်နော်ဥပမာမိသားစုပေါ်မှာဟဲ့ဆိုရင်လည်းပဲ तू ကအပြင်ဘန်းကပဲငါကူညီမယ်အပြင်ဘန်းကပဲလှုပ်ပေးမယ်မိသားစုထဲမှာနေရတာဘယ်လိုပြောမလဲချုပ်ချယ်တာတွေမျိုးစိတ်တော့ကတွေမျိုးသူတို့ကမခံနိုင်ဘူးအဲ့ဒါကြောင့်မလို့အပြင်ဘန်းကနေပဲကူညီပေးမယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့သဘောမျိုးဘာကြောင့်လဲဆိုတနင်္ဂနွေသားသမီးတွေကတယောက်တည်းအေးအေးဆေးဆေးနဲ့ဖယားတရားဓမ္မနဲ့ပျော်မွေးတဲ့လူမျိုးပါရှင်နော်အဲ့တော့ဘယ်လိုပြောမလဲဟဲ့ဆိုရင်သူတို့ဘဝကအရန်အေးချမ်းခြင်းကိုလိုအပ်လို့ခြင်းပေမဲ့သူတို့ရဲ့ဘဝကတော့သောကနဲ့စိတ်ပင်ပန်းမှုတွေနဲ့စိတ်ညစ်စရာတွေနဲ့ပေးဆက်မှုတွေကကပ်ပြီးပဲပါနေတတ်တယ်ဘလောက်ပဲရှောင်ပြေးအဲ့ဒီအရာတွေကကိုယ့်အနောက်ကိုအရိပ်တစ်ခုလိုမျိုးလိုက်နေတတ်တယ်တဲ့။ဘာကြောင့်လဲဆိုကိုနိုင်ကကိုမချစ်တတ်လို့ပါရှင်။နော်ညီကိုမောင်နှမထပ်ပေးဆက်မယ်မိဘအတွက်ပေးဆက်မယ်ချစ်သူအတွက်ပေးဆက်မယ်ဆိုတဲ့စိတ်ရင်ကအမြဲတမ်းရှိတယ်ရှင်ပြောမယ်ဟဲ့ဆိုရင်သူတို့ကမချစ်တတ်တဲ့ပုံစံမျိုးလေးတွေရှိပေမဲ့မျက်နှာကြောမှာပေမဲ့စိတ်ရင်သဘောထားနဲ့ပတ်တိုင်ရင်အရာပေးဆက်မှုတွေပေးဆက်တတ်ပြီးလူတယောက်ကိုနက်ဆိုင်ချစ်တတ်တယ်အဲ့ဒီလူကိုချစ်ပြီးဟဲ့ဆိုရင်လည်းအဲ့ဒီလူရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုလက်ခံနိုင်အောင်အမြဲတမ်းပြင်ဆင်နေတဲ့လူမျိုးဖြစ်ပါတယ်ရှင်ပြောမယ်ဟဲ့ဆိုရင်စကလုံးချွတတတွေနဲ့အများကြီးမပြောတတ်ဘူးပြီးတော့သူတို့တွေမှာရင်ဖွင့်မှုနဲ့ပတ်သက်ပြီးရင်မဖွင့်နိုင်ဘူးဖွင့်လို့မရဘူးဟိဆိုတာကတငယ်ချင်းပေါင်းသိနေတတ်တယ်။ဘာကြောင့်လဲသူများလေးလိုမျိုးချွတ်နွတ်နဲ့လေးမပြောတတ်ဘူး။အဲ့လိုလူကြီးဆန်တာပေါ့။ပြောမယ်ဟိဆိုလူကြီးဆန်တဲ့စိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကစကလုံးတွေကိုအများတားစီပြီးမပြောတတ်ဘူး။စိတ်ညစ်တဲ့စိတ်ချမ်းသာရင်ဒီနှစ်ခုကပြောတတ်တယ်။အဲ့လိုပုံစံမျိုးရှင်။ပြောမယ်ဟိဆိုသူများပေါ်မှာလည်းရံမဖြစ်တတ်ဘူး။အဲ့လိုပုံစံမျိုးသူများပေါ်မှာကောင်းတဲ့အရာတွေကိုပဲသူတို့ကစီစဉ်ပေးမယ်ဆိုတဲ့ပုံစံမျိုးလေးတွေရှိတယ်ရှင်အထူးသဖြင့်မိသားစုနဲ့အတူမနေရပဲပြည်ပပေါ့နော်တခြားနိုင်ငံမှာသွားပြီးတော့မိဘတွေနဲ့အကြာကြီးခွဲပြီးတော့လောက်ကန်ရှောက်ဖွေစားတော့ရတတ်တယ်ဒါပေမဲ့သူတို့ကနှိမ့်ကြိုက်လားအဲ့ဒါကိုခံစားလားမခံစားဘူးရှင်သူတို့ကပေးဆက်နေရတယ်သူတို့
安奈的，表面是说安奈的，不比到谁想打的时候的旅游吧些，但那个呢打的比的啊，老么西路都没要不，啊老么西你我么讲的。နော်အထူးသဖြင့်လုပ်ငန်းကိုင်ငန်းရှိရမယ်သူတို့စိတ်ချမ်းသာမှုကလုပ်ငန်းကိုင်ငန်းရှိရမယ်ငွေရှိရမယ်အဲ့ဒီနှစ်ခုပဲရှင်ဘယ်လိုပြောမလဲလင်မရှိရှိနော်ဘာပဲမရှိရှိငွေရေးကြေးနဲ့အဆင်ပြေပြီးလုပ်ငန်းကိုင်ငန်းနဲ့အဆင်ပြေနေသူတို့အတွက်ကပြည့်စုံပြီးသားတဲ့နော်အဲ့တော့ဒီ6လပိုင်းထဲမှာဟဲ့ဆိုရင်တနင်္ဂနွေသားသမီးတွေကအလုံးကိုင်နဲ့ပတ်သက်ပြီးရှေ့တိုးရမလို့နောက်ဆုတ်ရမလို့အချစ်ရင်းနဲ့ပတ်သက်ပြီးဆုံးဖြတ်ရမလို့ပြက်ပြက်သားသားဆုံးဖြတ်ရမယ်အနေထားတဲ့ကိုရောက်နေတဲ့ရှင်အချစ်ရည်နဲ့ပတ်သက်ပြီးနော်ကိုချစ်တယ်လို့ကိုပေါ်မှာသစ္စာမရှိတဲ့လူတွေနဲ့လိမ်ညာတဲ့လူတွေနဲ့ကြုံနေရတတ်တဲ့ဒီ6လပိုင်းထဲမှာအဲ့တော့6လပိုင်းထဲမှာပြည့်စင်စရာတွေရှိတာကဘာလဲဟဲ့ဆိုလုပ်ငန်းကိုင်ငန်းနဲ့အချစ်ရည်ရှင်တို့ကြောက်လာပါပြီဆိုတဲ့အရာတွေကဒီ6လပိုင်းထဲမှာဝင်လာဖို့ရှိတယ်ရှင်နော်အချစ်ရည်သစ္စာဖောက်ခံရတတ်တဲ့လိမ်ညာချင်းခံရတတ်တဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးပြောင်းရွှေ့ရမလို့ရှေ့ဆက်ရမလို့ဖြစ်နေတတ်တယ်ဘာကြောက်လဲဆိုလုပ်ငန်းနဲ့ပတ်သက်ပြီးပင်ပန်းလို့လည်းမကြောက်ဘူးနော်ဘာအောင်မှလည်းတို့သူများထက်လည်းအများကြီးညံကောင်းတတ်တယ်ဖြတ်ထုံးညံကောင်းတတ်တယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုလုတ်ဖို့ကင်ဖတ်တယ်အတိုက်ခိုက်သူများအတိုက်ခိုက်ကိုမခံနိုင်တာသူတို့ကဘယ်လိုပြောမလဲဆိုနာအေးပါအေးနဲ့လုံရတာကိုသဘောကျတယ်သူများနဲ့အပြိုင်အဆိုင်လူရမယ်ဟဲ့ဆိုတဲ့အရာကိုသူတို့ကမမောဘူးရှင်အဲ့လိုမျိုးပြီးလို့ရှိရင်တနင်္ဂနွေသားသမီးတွေကဖြတ်ထိုးဘယ်လိုပြောမလဲဖြတ်လန်းကရတဲ့အရာတွေကိုတန်ဖိုးမထားဘူးကိုချွေးနဲ့စာနဲ့ရတဲ့အရာတွေကသူတို့ကတန်ဖိုးထားတဲ့လူမျိုးလေးတွေဖြစ်တယ်အဲ့တော့6လပိုင်းထဲမှာလုပ်ငန်းကိုင်ငန်းခတ်ခဲမယ်ရှင်ပြီးလို့ရှိရင်အချစ်ရေးအိမ်အောင်ရေးကြောင့်စိတ်ညစ်ရမယ်ရှင်နော်ငွေရေးကြေးရေးခေါင်းအရန်ကောင်းတတ်တယ်တနင်္ဂနွေသားသမီးတွေကခေါင်းကောင်းတာသူများကိုအာမခံပေးတာသူများကိုကူညီတတ်တာကွာသူတို့ရဲ့ဗီဇာပြောမယ်ဟေးဆိုဒုက္ခရောက်မှာကိုလည်းအရန်ကြောက်တယ်တောကများမှာကိုလည်းအရန်ကြောက်တယ်အေးအေးဆေးဆေးနဲ့တယောက်တည်းဘယ်လိုပြောမလဲတိတ်တိတ်ဆိတ်ဆိတ်ကလေးနေရတာကိုကြိုက်နေတဲ့ပဲအဲ့ဒီဒုက္ခကိုတည်လာတာလဲတနင်္ဂနွေသားသမီးပဲရှင်အဲ့ဒီလောကကိုဆွဲယူလာတာလဲတနင်္ဂနွေသားသမီးပဲနော်သူများကိုကူညီရမယ်သူများကိုခေါင်းခံပေးရမယ်ဆိုနံပါတ်1ရှင်နော်သူတို့ကအဲ့လိုမျိုးအဲ့တော့ဆရာမပြောချင်တာက6လပိုင်းထဲမှာငွေကြေးနဲ့ပတ်သက်ပြီးအလွယ်တကူမဆုံးဖြတ်ပါနဲ့မချီးငားပါနဲ့လိန်ညာချင်းခံရတတ်ပါတယ်ရှင်ပြီးလို့ရှိရင်တနင်္ဂနွေသားသမီးတွေနဲ့ပတ်သက်ပြီးကျမ်းမာရေးနည်းနည်းခြုချတတ်တယ်နော်လူရင်းသစ္စာဖောက်ခြင်းခံရတတ်ပါတယ်ရှင်ဒီ6လပိုင်းထဲမှာဘာပဲလှုပ်ဘာပဲကိုင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေရှိရင်လည်းပူပင်တော့ကများမရှိရင်လည်းပူပင်တော့ကများရတဲ့လူမျိုးအဲ့တော့တနင်္ဂနွေသားသမီးများရဲ့အိုဇာတာကိုဖတ်ပြပါဟဲ့ဆိုရွှေဘောပေါ်မှာထိုင်ခိုင်းထားရင်တော့အဲ့ဒီရွှေကိုဘယ်နဲ့ကြက်သားရှိတယ်ဆိုတာနေ့တိုင်းရှိနေမဲ့လူမျိုးနော်ငွေပုံပေါ်မှာတင်ခိုင်းထားရင်တော့အဲ့ဒီငွေကိုအမြဲတမ်းသူတို့ကရေးနေမဲ့လူမျိုးအလုံးမရှိမနေနိုင်ဘူးရှင်နော်အဲ့တော့အချစ်ရေးအိမ်တော်ရေးကိုအထူးသတိပြုပါဒီနှစ်ထဲမှာပေါ့နော်ဒီ6လပိုင်းထဲမှာပြောပါတယ်ရှင်အဲ့တော့ဆရာမရေအဲ့ဒီအရာလေးတွေပူပင်သောကလေးတွေငိမ့်ချမ်းအောင်အချစ်ရေးနဲ့ပတ်သက်ပြီးအဆင်ပြေအောင်ငွေကြေးကံကောင်းအောင်ဘာလုပ်တင်တယ်လဲဟဲ့ဆိုရင်နော်ဖတ်ထုတ်မှုကလေး10ခုပေါ့နော်ဖတ်ထုတ်မှု10ခုကိုကျွေးပကံပြားလေးပေါ်မှာထည့်ပြီးတော့ဖယားမှာကတ်လို့ပူဇော်ပါရှင်အဲ့ဒါဟဲ့ဆိုရင်လုပ်ငန်းကိန်းကအဆင်ပြေမယ်အချစ်ရေးဆင်ပြေလာလိုက်မယ်နော်ကိုယ့်ရဲ့လေနေတဲ့စိတ်တွေဆယ်ယူလာတဲ့သဘောနဲ့ပြန်ပြီးတော့စွစွစီစီဖြစ်သွားပါလိမ့်မယ်ရှင်အဲ့တော့တနင်္ဂနွေသားသမီးများအတွက်ဆရာမရေအဆောင်လေးတွေရှိလားဆိုရင်ရှိတယ်ရှင်နော်တနင်္ဂနွေသားသမီးလက်ပွေကံပွင့်စေတဲ့အဆောင်လေးတွေဆရာမစီမှာရှိပါတယ်ထိုင်းနိုင်ငံဘယ်နေရာမှာဆိုပို့ကပရီနဲ့ပို့ပေးပါတယ်ထိုင်းတနိုင်ငံပဲပို့ပေးပါတယ်ရှင်နော်အဲ့လိုမျိုးအဲ့တော့ဆ iam မလေးနဲ့ဆက်သွယ်မိန်းများချင်တဲ့လူတွေဆ iam မရဲ့ TikTok account မှာ Facebook လိပ်ရှိပါတယ် Facebook Messenger မှာဝင်ရောက်မိန်းများနိုင်ပါတယ်ဆ iam မတိုကင်တွေအရန်ပြည့်နေတဲ့အတွက်ကြောင့်မလို့လက်ခံတာနောက်ကြရင်လည်းသိမ့်ကြီးခံပေးပါရှင်နော်အားလုံးခဏသားသမီးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်